ရှိတဲ့အတိုင်းပဲပြောရရင်မင်းကအနိုင်မဲ့ငါရင်ဝင်တဲ့တိုင်းရဲ့အတွင်းကနတ်သမီးငါဘဝအတိုင်းပဲချစ်မဲ့နောက်ပိုင်းလဲနီးသဖို့စောင်းတိုင်းရဲ့မင်းအဖေမင်းအကိုမင်းတို့တမျိုးလုံးကသဘောမတူဘူးငါနဲ့မင်းကိုဒါတွေကိုလစ်လူရှုလို့မင်းလိုက်အခုဆိုအရင်ကလို့တွေ့ဖို့မလွယ်ဘူးတဲ့ယူလို့ရသည်ဟုတို့ကအရင်အေးတယ်ငါမှားတာမမင်းနဲ့တနေ့တနေ့ပူဝေးတော့ငါတွေ့တယ်အိမ်မက်တွေလာပေးတယ်အိမ်မက်ထက်တီရန်တွေ့တယ်မင်းပြန်လာမဲ့ပြောခဲ့တလားပိုင်း3ရက်မင်းမွေနေလဲမင်းရောက်မလားထားလိုက်မင်းတို့ငါစိတ်မကောက်ပါငါလည်းမှုအပြစ်ပေးပြီးချစ်မဲ့မင်းတယောက်သာကြိုက်တဲ့လောက်အာယုံနောက်ပါထပ်ပြီးပြောမယ်နောက်တစ်ခါမင်းတို့ချစ်တဲ့လူတိုင်းထပ်ပူရဲတော့သဘောပေါက်လားဖို့လူဒီလူတွေနဲ့လည်းလိုက်ပြီးနိုင်ရှင်သူအသက်ရွယ်4နှစ်လောက်ကွာနေတော့မင်းနဲ့ငါကအမြင်မတူနေရတိုင်းကလေးဆန်ခြင်းသူငါဒုက္ခတွေမမြင်ဘူးမင်းထင်ရမင်းစိတ်ကြိုက်တော့ချင်းသူ